သူကတခြားမိန်းကလေးတစ်ယောက်နဲ့ရှိနေတာကိုမတော်တဆမြင်လိုက်ရပါတယ်သူဟာအဲ့ဒီမိန်းကလေးအတွက်သတင်းပေါက်စတစ်ကာလေးတွေကိုကျင်နာယူရစွာနဲ့တက်ဆင်ပေးနေတာပါဒါကိုမြင်လိုက်ရတဲ့အခါအမျိုးသမီးဟာရင်ခွဲမတက်ခံစားလိုက်ရပြီးဒီလိုတစ္ဆာမရှိတဲ့အမျိုးသားကိုစွန့်ခွာဖို့ချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတင်သူမရဲ့ရောက်ခမဖြစ်သူစီကနေငါသားကိုအမြန်ဆုံးကွာရှင်းပေးပါဆိုပြီးဖိအားပေးတဲ့ message ခေဝင်လာခဲ့ပါတယ်ဒါနဲ့ပဲအမျိုးသမီးကအေးလေအခုတခါတော့ရောက်ခမကြီးရဲ့ဆန္ဒကိုပါတခါတည်းဖြည့်ဆည်းပေးလိုက်တော့မယ်လို့တွေးလိုက်ပါတော့တယ်သူမရောက်ခမအိမ်ကိုသွားတဲ့အခါရောက်ခမဖြစ်သူကသူမရဲ့သားနဲ့ဟိုမိန်းကလေးတို့ရဲ့ရိုမတ်တဆန်တပ်ပုံတွေကိုထုတ်ပြပါတယ်ပြီးတော့အဲ့ဒီမိန်းကလေးကချမ်းသာတဲ့မိသားစုကဆင်းသက်လာတာဖြစ်လို့သူ့သားနဲ့အလွန်လိုက်ဖက်တဲ့သူဖြစ်ကြောင်းကြောပါပါတော့တယ်အဲ့ဒီနောက်ရောက်ခမကအမျိုးသမီးကိုမင်းလိုချင်တာမှန်သမျှတောင်းဆိုနိုင်တယ်လို့ပြောတဲ့အခါသူမကအေးအေးဆေးဆေးပဲယွန်းတစ်ဆက်ဘီလီယံတောင်းလိုက်ပါတော့တယ်ဒါကိုကြားတော့ရောက်ခမကြီးစွန့်သွားခဲ့ရပေမဲ့သူ့သားဘဝထဲကနေဒီမိန်းမထွက်သွားစေဖို့အတွက်ချက်ချင်းပဲသဘောတူလိုက်ရပါတော့တယ်နောက်တစ်နေ့မှာတော့အမျိုးသမီးဟာကွာရှင်းပြက်ဆဲရေးသဘောတူညီချက်ကိုစာချုပ်တစ်ခုထဲမှာလှုပ်ဝက်ထည့်သွင်းပြီးသူမရဲ့လင်ယောက်ျားစီကနေဘာမှမရိပ်မိစေပဲတိတ်တဆိတ်လက်မှတ်ထိုးခိုင်းလိုက်ပါတယ်ပြီးတာနဲ့သူမကရောက်ခမစီဖုန်းဆက်ပြီးယွန်းတစ်ဆက်ဘီလီယံကိုအစင်သစ်ပြင်ထားလိုက်တော့တလအတွင်းရှင်သားကကျမဘဝထဲကနေထာဝရထွက်ခွာသွားရတော့မှာမို့လို့ပြောလိုက်ပါတယ်ဒါတွေကိုလုံးဝမသိရှာတဲ့လင်ယောက်ျားကတော့လွန်ခဲ့တဲ့ညကကိစ္စတွေအတွက်ဇနီးဖြစ်သူအပေါ်စိတ်ထဲမှာအပြစ်မကင်းတယ်လို့ခံစားနေရပါတယ်ဒါကြောင့်ညဘက်မှာဇနီးဖြစ်သူအတွက်လက်ဆောင်တစ်ခုဝယ်လာခဲ့ပေမဲ့အမျိုးသမီးကတော့သူ့ရဲ့ဟန်ဆောင်ချစ်တွေကိုဘာမှစိတ်မလှုပ်ရှားတော့ပါဘူးသူမကတာမန်ကရှန်ကပဲကွာရှင်းမဲ့အကြောင်းစကားဆလိုက်ပါတယ်တကယ်တော့ကောင်မလေးတစ်ယောက်နဲ့ထောက်ပြန်နေတဲ့ထိုလင်ယောက်ျားကအခုလိုကြားရတဲ့အခါဒေါသတကြီးနဲ့မင်းကသာငါရဲ့တူလေးတော်ဇနီးဖြစ်ရမယ်ကွာရှင်းဖို့စိတ်ကူးလဲတောင်မထည့်နဲ့လို့သတိပေးပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရီစားမလေးစီကဖုန်းဝင်လာတာကြောင့်သူဟာဘာမှမစင်စားပဲဇနီးဖြစ်သူကိုပြစ်ထားခဲ့ကဟိုမိန်းမစီချက်ချင်းထွက်သွားခဲ့ပါတော့တယ်ဒါကိုမြင်တော့အမျိုးသမီးလည်းဆက်ပြီးမအောင်အေးနိုင်တော့ပါဘူးနောက်ရက်မှာပဲသူမရဲ့ပစ္စည်းတွေကိုအပီပြင်ထုတ်ပိုးပြီးသူမရဲ့တိုက်ခန်းသစ်စီကိုထွက်ခွာခဲ့ပါတယ်ဒါပေမဲ့လမ်းကူလက်မှာပဲသူမရဲ့ကားဟာမတော်တဆတိုက်မိခြင်းခံခဲ့ရပါတော့တယ်အမျိုးသမီးဟာမိုးရီထဲမှာကားပေါ်ကဆင်းလာပြီးပျက်စီးသွားတာတွေကိုစစ်ဆေးပါတယ်သူမကအာမခံကုမ္ပဏီစီဖုန်းဆက်နေပေမဲ့သူမကိုယ်တိုင်ခေါင်းစာချေဆုံးမိုးရီတွေရွှဲနေတာကိုတောင်သတိမထားမိပါဘူးအဲ့ဒီအချိန်မှာပဲသူမရဲ့ကားကိုတိုက်မိခဲ့တဲ့ဇိမ်ခံကားကြီးပေါ်ကနေတထေးကြီးတစ်ယောက်ဆင်းလာခဲ့ပါတယ်သူကသူ့ရဲ့လက်ထောက်ကိုအဲ့ဒီအမျိုးသမီးကိုဒီကုတ်အင်ဂျီခြုံပေးလိုက်ပါပြီးတော့နင့်နာကြီးပေးဖို့အတွက်သူမရဲ့ဖုန်းနံပါတ်ကိုပါယူထားလိုက်လို့ညွှန်ကြားပြီးထွက်ခွာသွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့လင်ယောက်ျားဖြစ်သူကသူ့ဇနီးမတော်တဆမှုဖြစ်မှန်သိရတဲ့အခါဆေးရုံကိုချက်ချင်းလိုက်လာခဲ့ပြီးသူမကိုအိမ်ပြန်ခေါ်ဖို့လုပ်ပါတယ်ဒါပေမဲ့ကားပေါ်ရောက်တာနဲ့သူ့ဇနီးကတခြားအမျိုးသားတစ်ယောက်ရဲ့ကုတ်အင်ဂျီကိုဝတ်ထားတာမြင်လိုက်ရတဲ့အတွက်သူကဒေါသတကြီးနဲ့အဲ့ဒီကုတ်အင်ဂျီကိုဆွဲချုပ်ပြီးသတင်းပေါက်ကနေအပြင်ကိုပြစ်ပေါက်လိုက်ပါတော့တယ်အဲ့ဒီနောက်သူမကိုအတင်းအကျပ်နမ်းရှုပ်ခဲ့ပေမဲ့အမျိုးသမီးကတော့ဘာမှမဖြစ်သလိုတည်ငြိမ်နေခဲ့ပါတယ်သူမကသွေးအေးနေပဲကျမအလုပ်ကနေထွက်ပြီးအခုကစပြီးချမ်းသာတဲ့ကတော်ကြီးတစ်ယောက်လိုဘဝကိုအေးအေးဆေးဆေးအပန်းဖြေခြင်းလို့ခီးထွက်တော်မယ်လို့ပြောချလိုက်ပါတယ်ဒါကိုကြားတော့လင်ယောက်ျားကဘာမှအများကြီးမစင်စားပဲသဘောတူလိုက်ပြီးကုမ္ပဏီမှာရှိတဲ့ဇနီးဖြစ်သူရဲ့ယာထူးနေရာကိုသူ့ရဲ့ရီစားမလေးကိုပေးလိုက်ပါတော့တယ်ကောက်ကျစ်တဲ့ရီစားမလေးကယာထူးရတာနဲ့ချက်ချင်းပဲအခန်းထဲကဇနီးဖြစ်သူရဲ့ပစ္စည်းတွေကိုအပြင်ကိုအတင်းအကျပ်လွှင့်ပစ်ပြီးငါကသူများသုံးပြီးသားလက်ပစ္စည်းတွေကိုမကြိုက်ဘူးလို့ရိုင်းဆိုင်စွာပြောပါတော့တယ်ဒါပေမဲ့အမျိုးသမီးကတော့သူမရဲ့ရိုင်းဆိုင်မှုတွေကိုအောက်မခံပါဘူးလက်ထဲကလက်ဆောင်မှုနဲ့ထိုမိန်းမရဲ့မျက်နှာတက်တဲ့ကိုအရှိန်ပြင်းပြင်းနဲ့လွှင့်ထူပစ်လိုက်ပါတယ်ဒါကြောင့်ဟိုမိန်းမရဲ့နှာခေါင်းကနေသွေးတွေပန်းထွက်လာခဲ့ပါတော့တယ်မထွက်ခွာခင်မှာအမျိုးသမီးကတရော်တဲ့လေတံနဲ့ကံကောင်းပါစေနော်နေရီစားရဲ့ကုမ္ပဏီကိုအမြန်ဆုံးဖျက်ဆီးပစ်နိုင်ပါစေလို့မျှော်လင့်ပါတယ်လို့ပြောပြီးစတိုင်ကြကြနဲ့ထွက်ခွာသွားခဲ့ပါတော့တယ်ဒါကိုမြင်တော့ကောက်ကျစ်တဲ့မိန်းမလည်းဒေါသတကြီးယူမတက်ဖြစ်သွားပြီး CEO လေယောက်ျားစီငိုယိုကသွားတိုင်ပါတော့တယ်ဒါပေမဲ့ CEO ကသူ့မကိုဂယုမဆိုင်တဲ့အပြင်အခန်းထဲကနေပါမောင်းထုတ်ပစ်လိုက်ပါတယ်အဲ့ဒီညမှာပဲလေယောက်ျားဖြစ်သူကဇနီးဖြစ်သူရဲ့တိုက်ခန်းအသစ်စီကိုဒေါသတကြီးလိုက်လာခဲ့ပြီးမင်းပါလို့ဒါတွေအကုန်လုံးလုပ်ခဲ့ရတာလေလို့အတင်းအကျပ်စစ်မေးပါတော့တယ်ဒါပေမဲ့အမျိုးသမီးပြန်မဖြေရသေးခင်မှာတဲ့သူမရဲ့ဖုန်းစီကိုရောက်ခမကြီးစီကဖုန်းဝင်လာခဲ့ပါတယ်သူမကဖုန်းချပစ်ဖို့လုပ်ပေမဲ့လေယောက်ျား CEO ကဖုန်းကိုလူယူလိုက်ပြီးစပီကာဖွင့်လိုက်ပါတော့တယ်ဒါကိုလုံးဝမသိရှာတဲ့ရောက်ခမကြီးကဖုန်းထဲကနေလေတံကျဲကြီးနဲ့ပတ်စံတွေအားလုံးအစင်သင့်ဖြစ်ပြီးနော်မင်းကသားဘဝထဲကနေဘယ်တော့ထွက်သွားမှာလဲလို့အပီပြင်းအော်ပြောလိုက်ပါတော့တယ်